စလုံးတိုက်ထရနေကိုမှငင်းငင်းငောင်းငောင်းနဲ့စီးကျင်းပါဆိုတော့ customer တွေအတွက်ကျွန်တော်တို့ဒီမှာ Mac 8တွေရောက်ရှိထားပါတယ်အကားလေးနဲ့မိတ်ဆက်ပေးပါရစေဒီကားလေးရဲ့ engine ကတော့ V6 engine နဲ့ဖြစ်ပြီး engine power ဆိုရင် 2.5cc ဓာတ်ဆီမျိုးစားကားလေးပဲဖြစ်ပါတယ်။ CRI မှာဆိုရင်တော့ cruise control နဲ့ volume setting တွေပါတယ်ပြီးတော့မူပြောင်းလို့ရတဲ့ clock တွေလည်းပါတယ်ဖုန်းလိုက်ရင်လည်းကင်လို့ချလို့ရတဲ့ clock တွေလည်းပါတယ်နောက်ပြီးတော့ display clock တွေလည်းပါပါတယ် original kilo 9500လေးပဲရှိပါသေးတယ် original TV နဲ့ဖြစ်ပြီးတော့ auto parking လည်းပါပါတယ်ထိုင်ကုန်မှာဆိုရင်လည်းရှမ်မွိုင်းနဲ့ဖြစ်ပြီးထိုင်ကုန်မော်တာဆိုရင်လည်း driver ဘက်ရော passenger ဘက်ရောပါပါတယ် passenger ဘက်မှာဆိုရင်လည်း Bluetooth short clock တွေပါပါတယ် passenger ဘက်မှာဆိုရင်လည်း Bluetooth short clock တွေပါပါတယ်9ယောက်စီ9တန်းမျိုးစားကားဖြစ်ပြီးတော့နောက်ခန်းမှာလည်း aircon ပါပါတယ်နောက်ဟုတ်ခန်းမှာဆိုရင်လည်းကြည်ကြံဝန်းတဲ့ကြောင့်မလို့ပစ္စည်းများများတည်ယူပြီးတော့ခီးသွားခြင်းတဲ့ customer တွေအတွက်လည်းလုံးဝကိုစစ်ပြေနေပါတယ်Toyota မျိုးစားကားလေးဖြစ်တဲ့အတွက်အောက်ပိုင်းမှာလည်းတောက်နှင်းမှုရှိပါတယ်အခုကျွန်တော်မိတ်ဆက်ပေးတဲ့ Toyota Mac 8လေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့မန္တလေးမြို့လမ်း60လမ်း40တောက်ကေဗရာသာကားရှိုးရုံးမှာလာရောက်ကြည့်ရှုနိုင်ပါတယ်အသေးစိတ်ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုရင်တော့အထက်မှာဖုန်းနံပါတ်များကိုလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်